လူတယောက်ဟာသူ့ရဲ့မာနာနဲ့အတ္တတွေကိုစွန့်လွတ်ပြီးကမ္ဘာအမြင့်ဆုံးနေရာမှာငြိမ်းချမ်းရေးကိုရှာဖွေတွေ့ရှိသွားမယ်လို့တင်ထင်ဖူးလားဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့တာမန်တောင်တက်သမားတယောက်ကနေနူးပြိုတဲ့တိဘက်ဘရင်ဒလိုင်းလာမာရဲ့ဆရာဖြစ်လာခဲ့တဲ့အထိမယုံကြည်နိုင်စရာဖြစ်ရမှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇလန်အစမှာတော့1939ခုနှစ်ဩစတြီးယားနိုင်ငံသားဟိန်းရစ်ဟာအရန်ကိုမာနာကြီးပြီးကိုပဲဗဟိုပြုတဲ့သူတယောက်ပါသူဟာနာမည်ကျော်ကြားမှုကိုအရန်မမော်ပြီးကိုဝန်အရင်အမာနဲ့ကြံရစ်ခဲ့တဲ့ဇနီးတဲ့ရဲ့မျက်ရည်တွေကိုတောင်ဂယုမဆိုင်ပဲဟီမဝန်တာတောင်တန်းရဲ့နန်ကာပါဘတ်တောင်ကိုတက်ဖို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကသူ့ထင်းတယ်လို့ဖြစ်မလာခဲ့ပါဘူးဒုတိယကမ္ဘာစစ်ကြီးစတင်လိုက်တဲ့အချိန်မှာတော့သူတို့အဖွဲ့ဟာအိန္ဒိယမှာရှိတဲ့ဗြိတိရှစစ်တုံးပန်းစခန်းမှာအဖမ်းခံလိုက်ရပါတယ်အကျဉ်းစခန်းထဲမှာဟိန်းရစ်ဟာသူ့ရဲ့ဇနီးစီကနေကွာရှင်းစာချုပ်နဲ့အတူမင်းမသားလေးတယောက်ရှိနေပြီဒါပေမဲ့သူကမင်းကိုအဖေလို့မတတ်မှတ်ဘူးဆိုတဲ့စာကိုလက်ခံရရှိတဲ့အခါမှာတော့သူ့ရဲ့ကဘာကြီးပြိုလဲသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာအကျဉ်းတောင်ထဲကနေအကျဉ်းချင်းထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်နောက်ဆုံးမှာတော့သူနဲ့သူ့ရဲ့အဖေပီတာတို့ဟာမဖြစ်နိုင်ဘူးလို့အားလုံးကယူဆထားတဲ့ဟိမဝန်တာတောင်တန်းကြီးကိုချီချင်းဖြတ်ကျော်ပြီးတိဘက်နိုင်ငံရဲ့မြို့တော်လာဆာကိုရောက်ရှိသွားကြပါတယ်အဲ့ဒီအချိန်ကတိဘက်ဟာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်မရှိပဲတားမြစ်ထားတဲ့နေမြေတစ်ခုပါအစားအစာမရှိအဝတ်အစားမရှိပဲဒုက္ခရောက်နေတဲ့သူတို့နှစ်ယောက်ကိုတိဘက်လူမျိုးတွေကကြီးနာစွာနဲ့နေရာထိုင်ခင်းပေးခဲ့ပါတယ်အဲ့ဒီမှာဟိန်းရစ်တယောက်ဘသူနဲ့ဆုံတွေ့ခဲ့ရတယ်လဲဆိုတော့အသက်14နှစ်အရွယ်သာရှိသေးတဲ့14ဆက်မြောက်ဒလိုင်းလာမာနေပါဒလိုင်းလာမာဟာပြင်ပကဘာကိုအရန်စိတ်ဝင်စားနေတဲ့ကလေးတယောက်ဖြစ်ပြီးဟိန်းရစ်ကိုအနောက်တိုင်းပညာရပ်တွေသင်ပြီးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အခြေအနေကဒီမာတွေမပြီးသေးပါဘူးဟိန်းရစ်ဟာဒလိုင်းလာမာအတွက်ရုပ်ရှင်ရုံတစ်ခုစောက်ပေးဖို့တာဝန်ပေးခံရပါတယ်အဲ့ဒီအချိန်မှာတိဘက်လူမျိုးတွေရဲ့ယုံကြည်မှုကိုသူစတင်မြင်တွေ့ခဲ့ရတယ်မြေချင်းတူတဲ့အခါမှာတီကောင်လေးတွေအိုတောင်မသေးအောင်တကောင်ချင်းစီဖယ်ရှားပေးရတဲ့သူတို့ရဲ့မေတ္တာတရားကိုမြင်ရတဲ့အခါဟိန်းရစ်ရဲ့မာနတရားတွေဟာနှင်းတွေလိုပဲတဖြည်းဖြည်းအည်ပြောကျလာပါတော့တယ်သူဟာဒလိုင်းလာမာကိုအင်္ဂလိပ်စာနဲ့ပထဝီတွေသင်ပေးနေရင်ကနေသူကိုယ်တိုင်လည်းဘဝရဲ့အနှစ်သာရကိုပြန်သင်ယူနေရတာပါဇလန်ရဲ့အလှည့်အပြောင်းကတော့ကွန်မြူနတီရုပ်တပ်မတော်ကတိဘက်ကိုကျူးကျော်ဖို့ပြင်ဆင်လာတဲ့အချိန်မှာစတင်ပါတယ်တရုတ်ဗိုလ်ချုပ်တွေကလာဆာကိုရောက်လာပြီးတိဘက်လူမျိုးတွေရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုကိုစော်ကားတဲ့အခါမှာတော့အခြေအနေတွေဟာဆိုးဝါးလာပါတယ်စစ်ပွဲတွေစတင်လာပြီးအီချမ်းလာတဲ့တိဘက်ပြည်ကြီးဟာသွေးစွန်းခဲ့ရပါတယ်ဟင်ရစ်ဟာသူချီရတဲ့တပိတ်လေးဒလိုင်းလာမာကိုကာကွယ်ပေးခြင်းပဲလက်နဲ့အင်အားချင်းမမျှတတဲ့အတွက်တိဘက်ဟာကြာရှုံးခဲ့ရပါတယ်ဟင်ရီဟာတိဘက်မှာ9နှစ်ကြာနေထိုင်ခဲ့ပြီးနောက်မှာတော့သူ့ရဲ့ဇာတိမြေကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူထွက်ခွာခါနီးမှာဒလိုင်းလာမာကသူ့ကိုမင်းရဲ့သားလေးစီကိုပြန်သွားပါလို့တိုက်တွန်းခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့နောက်ဆုံးနှုတ်ဆက်ခန်းဟာတကယ်ကိုယဉ်နှင်းစရာပါဟင်ရီဟာဩစတြီးယားကိုပြန်ရောက်တဲ့အခါမှာတော့သူ့သားလေးနဲ့ပြန်လဲဆုံတွေ့ခွင့်ရခဲ့ပြီးသူတင်ယူခဲ့ရတဲ့တည်ငြိမ်မှုတွေနဲ့ဘဝကိုအသစ်ကပြန်စတင်ခဲ့ပါတယ်ဒီဇလန်ဟာတောင်တက်သမားတယောက်ရဲ့ခရီးစဉ်ထပ်ပို့ပါတယ်ဒါဟာကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်လဲရှာဖွေခြင်းခရီးစဉ်တစ်ခုပါဟင်ရီဟာကမ္ဘာအမြင့်ဆုံးတောင်ကိုတက်ဖို့ကြိုးစားခဲ့ပေမဲ့တကယ်မှာတော့သူ့ရဲ့မာနတောင်ကြီးကိုဖြိုချနိုင်ခဲ့တာကမှစစ်မှန်တဲ့အောင်မြင်မှုဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာပါကဲပရိသတ်ကြီးရောဘဝမှာခက်ခဲတဲ့အခြေအနေတွေကြုံလာရတဲ့အခါဟင်ရီလိုမျိုးအကောင့်ဘက်ကိုပြောင်းလဲနိုင်မဲ့ခွန်အားတွေရှိကြလားတကယ်လို့တင်တာဟင်ရီနေရာမှာဆိုရင်အီးချမ်းလာတဲ့တီဘက်ပြည်မှာပဲဆက်နေမလားဒါမှမဟုတ်ကိုမတိတဲ့သားလေးစီကိုပဲပြန်မလားဆိုတာကွန်မန့်မှာဆွေးနွေးသွားကြပါဦးနောက်ထပ်လည်းဒီလိုရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ရမှန်ဇလန်းတွေကိုကြည့်ချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမိနဲ့ဦးနော်တာရတဲ့နေ့လေးဖြစ်ပါစေ